ခင်ဗျားတို့အိမ်မှာအိမ်မွေးတရိษံအဖြစ်ဘာတွေမွေးဘူးလဲခွေးလားကြောင်လားအခုကျွန်တော်ပြမယ့်ကလေးငယ်ကတော့ခင်ဗျားတို့တသက်မှာတစ်ခါမှမမြင်ဘူးတဲ့အိမ်မွေးတရိษံမဟုတ်တဲ့တရိษံတစ်ကောင်နဲ့စော့ကစားနေတာပါဒါကတော့ကမ္ဘာအနေရဲ့အရှိဆုံးတတဝါတွေထဲကတစ်ကောင်ဖြစ်တဲ့မိချောင်းပါပဲဒီဗီဒီယိုထဲမှာအီမာလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကမြေကန်ပေးရောက်သွားတိုက်တဲ့ချောင်းကိုဆင်းသွားပါတယ်သူကသူ့ရဲ့တငယ်ချင်းလေးကိုသွားတိုက်ပေးဖို့ခေါ်နေတာပါခဏအကြာမှာတော့ရေထဲကနေအဆွဲတပွေးပွေးနဲ့မိချောင်းကြီးတစ်ကောင်တက်လာပါတယ်။တာမန်လူဆိုရင်တော့အော်ဟစ်ထွက်ပြေးရမယ့်အခြေအနေပေမဲ့အီမာကတော့အေးအေးဆေးဆေးပါပဲ။ကြည့်လိုက်ပါ။အီမာဟာအဲ့ဒီမိချောင်းကြီးကိုပွေ့ချီထားယုံတင်မကပဲ။သူ့ရဲ့သွားတိုက်တန်လေးနဲ့မိချောင်းရဲ့သွားတွေကိုအသေးချာတိုက်ပေးနေတာပါ။အံ့ဩစရာကောင်းတာကဒီမိချောင်းကြီးဟာအီမာကိုဘာမှရံမမှုတဲ့အပြင်ငြိမ်ငြိမ်လေးနေပေးနေတာပဲဖြစ်ပါတယ်။ဘေးကနေတယောက်ကငါ့ကိုရောသွားတိုက်ပေးမလားလို့မေးတဲ့အခါအီမာကဒါကကျွန်တော်တငယ်ချင်းသူ့ကိုပဲတိုက်ပေးမှာလို့ပြန်ဖြေခဲ့ပါတယ်။ဒီမြင်ကွင်းဟာကြည့်ရတာချစ်စရာကောင်းပေမဲ့တကယ်တမ်းတော့တော်တော်လေးစိုးရိမ်စရာကောင်းပါတယ်။ဒေသခံအာဏာပိုင်တွေကတော့မိချောင်းဆိုတာသွေးအေးတတဝါဖြစ်တဲ့အတွက်ဘယ်အချိန်မှရန်မူလာမလဲဆိုတာမသိနိုင်ဘူးလို့သတိပေးထားပါတယ်။ဒါပေမဲ့အီမာနဲ့ဒီမိချောင်းကြားမှာတော့လူသားတွေနားမလည်နိုင်တဲ့တန်ရောစင်တစ်ခုရှိနေတယ်လို့ပါပဲ။ဟဲခင်ဗျားတို့ရောဒီလိုမိချောင်းကြီးတစ်ကောင်ကိုသွားတိုက်ပေးရဲ့လားအီမာရဲ့တတိကိုဘယ်လိုမြင်လဲကွန်မန့်မှာပြောသွားကြပါဦးအခုလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေထပ်ကြည့်ချင်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦး